အားလုံးကိုမင်္ဂလာရှိတဲ့နေ့ပါလို့ဟိုဆွာနှုတ်ဆက်လိုပါတယ်ဆိုကျွန်တော်ရဲ့နာမည်ကတော့ Monsignor Augustine Thang Yom Khun ဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီစာတိအမွေရမြေကတော့မင်းတပ်မြို့ရွှေနှလုံးတော်စီရင်စုအပိုင်း5ဖြစ်ပါတယ်ကျွန်တော်ရဲ့ဖခင်ကတော့ Moscow Thang Yom နဲ့မိခင်ကတော့ Teresa Linglen လို့ဖြစ်ပါတယ်ဆိုကျွန်တော်ရဲ့မွေးချင်းမှာတော့4ဦးရှိပါတယ်ကျွန်တော်ကတော့တာကြီးဆုံးဒါပေမဲ့အလေက2ဦးယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ကတော့ဆုံးသွားကြပြီခုကျွန်တော်နဲ့ကျွန်တော်ရဲ့ဒီညီငယ်ဆုံးလို့နော်လက်ရှိနေပါသေးတယ်ဆိုကျွန်တော်ရဲ့ခရမချင်းစာကိုပြောရမယ်ဆိုတော့ဆိုကျွန်တော်ရဲ့ဖခင်ရတဲ့စာရမှာဖြစ်တယ်ဆိုကျွန်တော်ရဲ့ဖခင်ဘော့စကိုထန်ယုံဟိုကဒီနာဆရက်ကျောင်းဆလေရှင်ကျောင်းထပ်ဖြစ်ပါတယ်ဆိုသူကိုယ်တိုင်ဖုန်ကြီးမဖြစ်ခဲ့ရပေမဲ့လို့စီသားဦးကိုတော့ဘုရားသခင်ကိုပြန်လဲပူဆော်မယ်ဆိုပြီးသူဘုရားသခင်ကိုတိုင်တယ်ထားတဲ့အကြောင်းအမြဲပြောလေးရှိပါတယ်ဆိုဒီအဖေရဲ့စကားကကျွန်တော်ရဲ့ဒီနားထဲမှာအမြဲကြားရောင်မိတယ်ဆိုအဲ့ဒီစကားရဲ့ထွန်းမှုကြောင့်လဲဖြစ်မယ်ငယ်ငယ်တုန်းကအင်ပီနာကဒီတငယ်ချင်းကလေးတွေချင်းစောက်ကစားကြတဲ့ခါမှာဆိုမိတ်ဆွေတရားပူဆော်ခြင်းနေအပဖြေနားထောင်ခြင်းတွေနဲ့ကျွန်တော်ကစားခဲ့ကြတယ်ပါလေအဲ့ဒီချိန်မှာကျွန်တော်ကဒီဘုန်းတော်ကြီးနေရာမှာမြေတရုပ်ဆောင်လေးရှိတယ်ဆိုဒီငယ်လေးတွေကဒီလိုမျိုးစောက်ကစားလာတဲ့ဒီကစားကြီးတွေကနေကျွန်တော်ရဲ့ဘဝမှာလွှမ်းမိုးမှုရှိတယ်ယုံကြည်ဒီခရမုချက်စဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ရဲ့ကျောင်းတိုင်းဘုန်းတော်ကြီးဖြစ်တဲ့ Monsignor Blindness မဟာကြီးကိုလည်းအားကြခဲ့မိတယ်နော်ဆိုသူ့လိုဖြစ်ခြင်းနဲ့ဒီငယ်ငယ်တုန်းကစိတ်တွေအများကြီးဖြစ်ပေါ်ခဲ့ဖူးတယ်ဆို Sunday နေ့မိစ္ဆာတရားမှာဆိုလို့ရှိရင်သူ preface ကိုလာတင်လို့အတန်နဲ့အမြဲဆိုလို့ရှိတယ်ဆိုအဲ့ဒီလာတင်စကားကိုနားမလည်ပြီမဲ့လို့အဲ့ဒီတန်စင်ကိုသဘောကျတယ်ပြီးလို့ရှိရင်ဒီသူ့လိုပဲလိုမျိုးဆိုခြင်းဆိုတတ်ခြင်းခဲ့တယ်ပေါ့လေနော်ပြီးလို့ရှိရင်ဘုန်းတော်ကြီးတွေမိစ္ဆာတရားပူဆော်တာကိုလည်းသဘောကျတယ်ကိုယ်တိုင်လည်းလိုမျိုးမိစ္ဆာပူဆော်ခြင်းနဲ့နော်စိတ်တွေပေါ့တော့ဒီငယ်ငယ်လေးတွေကဒီရှိခဲ့တယ်အဖေဒီ Monsignor Blindness မဟာကြီးရဲ့ဒီလုတ်ဆောင်ချက်တွေကိုသဘောကျတယ်အားကြတာတွေလည်းအများကြီးရှိခဲ့တယ်ဆိုအဲ့ဒီတော့ကကျွန်တော်မင်းတပ်ဒေသမှာဘုန်းတော်ကြီးတွေအမတန်မှနေပါခဲ့တယ်ရွာပေါင်းများစွာကိုသူတို့ထဲလဲသွားလာကြတယ်ပြီးတော့စင်ရသားကလေးတွေနဝေးလန်နဲ့ခြေရွာကဒီကလေးတွေရဲ့ပညာရေးမြင့်တင်ဒါတွေကိုလည်းဒီအားကြမိတယ်ဆိုကိုလည်းဒီလိုမျိုးဒီလုပ်ငန်းတွေကိုထဲဝင်လုပ်ချင်တဲ့သူတို့လိုပဲဒီလုပ်ငန်းတွေကိုဒီအကောင့်ထဲပေါ်လို့ဆောင်ရှင်းခဲ့တယ်ပေါ့ဆိုဒါကကျွန်တော်ရဲ့ခေါ်မှုချင်းအစဖြစ်မယ်ဆိုကျွန်တော်ရဟန်းဖြစ်ကြောင်းရောမေမြို့ဒီဆယ်လောရှစ်အခြေခံရဟန်းဖြစ်တင်ကြောင်းကို1986ခုနှစ်မှာဒီကျွန်တော်9တန်းကျောင်းသားအရွယ်မှာစတဲ့ရောက်ရှိခဲ့တယ်ဆို1988အရေးခင်းကျောင်းတစ်နှစ်ပိတ်တော်လဲအဲ့ဒီမှာပဲဒီအင်္ဂမပြမဲတဲ့အဲ့ဒီမှာပဲဒီစာအင်္ဂလိပ်စာတွေမျိုးစစ်တွေသင်ကြားခဲ့တဲ့အခွင့်အရေးရရှိခဲ့တယ်ဆို1990ပညာသင်နှစ်မှာဒီဆယ်တန်းကိုပြင်လိုမျိုးအထက်က3ကနဲ့အောင်မြင်ပြီးအဲ့ဒီနှစ်မှာပဲဒီမန်လေးစင်သောမတ်
ဒီ intermediate seminary ကိုပြောင်းရွှေ့ခဲ့တယ်ဆိုရင်ဒီမှာဒီ monthly အဝေးသင်တက္ကသိုလ်ကနေ physics ဘာသာရပ်နဲ့အဝေးသင်ပွဲကိုရရှိပြီး1996ခုနှစ်မှာပြင်ဦးလွင်အမှတ်နှစ် Cherry Land ကဒီ philosophy ပညာရပ်ကိုသင်ကြားပြီးတဲ့ရဟန်းဖြစ်တက္ကသိုလ်ကိုရောက်ရှိခဲ့တယ်အဲဒီကြောင့်မှနှစ်တာသင်ကြား philosophy ပညာသင်ကြားပြီးဒီရန်ကုန်ကိုပြောင်းရွှေ့ခဲ့တယ်ရန်ကုန်စင်ဂျိုဆက်မြန်မာနိုင်ငံလုံးဆိုင်ရာစင်ဂျိုဆက်ရဟန်းဖြစ်တက္ကသိုလ်မှာ၄နှစ်တာပညာစီးပူးရင်2001မှာအဲကြောင့်ကနေပြီးဆုံး2002မှာဒီပြီးဆုံးခဲ့တယ်2002နိုဝင်ဘာလ18ရက်နေ့မှာဒီဟာခါသာသနာရဲ့10နှစ်ပြည့်မြောက်ပွဲတော်နေ့မှာဟာခါသာသနာကငယ်ချင်းဖုန်းတော်ကြီး10ပါးရှိတယ်အဲဒီ10ပါးလုံးကလေးမျိုးမှာအဲဒီတော့အဲဒီအချိန်ခါတော့က apostolic delegate ဖြစ်တဲ့ဒီအီဒရီယာနိုရဲ့လက်တော်ကနေပြီးတော့မှယဟန်တကာကိုခံယူခဲ့တယ်နောက်2003ကနေ2005အထိဒီကံပလက်မျိုးဒီစမိုင်းကဖျားเจ้าမှာနှစ်တာကျောင်းတိုင်းဖုန်းတော်ကြီးတွေနဲ့အမှုတော်ဆောင်ခဲ့တယ်ဒီ2005ကနေ2009အထိအီတလီနိုင်ငံဒီ Pontifical Biblical Institute နောက် Biblicum လို့လည်းခေါ်တယ်အဲဒီမှာ၄နှစ်တာပညာစီးပူးရင်ဓမ္မကျမ်းစာအခြေပြုပြီးတော့မှ licentiate ပွဲကိုရရှိခဲ့တယ်နောက်2009မှာပြန်လာပြီးတော့မှဒီဟာခါကိုင်သာသနာဆရာတော်ဂျီနီဂရက်စ်မန်ထံရဲ့နောက်ကိုရေးအတွင်းရေးမှုပြီးလို့ရှင်သာသနာရဲ့ဒီ chancellor အနေနဲ့အမှုတော်ဆက်လက်ထမ်းရွက်ခဲ့တယ်ဒီ2012ခုနှစ်မှာဒီဩစတြီးယားနိုင်ငံ Innsbruck မြို့ကိုတွားရောက်ပြီးတော့မှဓမ္မကျမ်းစာကိုအခြေခံပြီးဒီဆက်လက်ပညာစီးပွားရေး2018မှာဒီဓမ္မကျမ်းစာကိုအခြေခံပြီးတော့မှဒီဘာရဂူဘွဲ့ဒေါက်တာရိတ်ကိုရရှိခဲ့ပါတယ်2018ပြန်လာပြီးတော့မှဒီရန်ကုန်စင်ဂျိုဆက်မေဂျာမှာကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်မှာဓမ္မကျမ်းစာကို2022ခုနှစ်အထိ၄နှစ်တာပို့ချခဲ့ပါတယ်နောက်2022နှစ်ကုန်ပိုင်းမှာကျွန်တော်ရဲ့မိခင်စင်စုဖြစ်တဲ့ရွှေနှလုံးတော်ဘုရားကျောင်းမင်းတပ်မြို့ကိုပြန်လဲရောက်ရှိပြီးတာဝန်ထမ်းဆောင်ခဲ့တယ်အဓိကကျွန်တော်ရဲ့တာဝန်ကတော့ဒီဓမ္မကျမ်းစာကိုကျွန်တော်မင်းတပ်ဒေတာစကားနဲ့ဒီဘာသာပြန်ဆိုဒီတာအရာတွေကိုပြန်လဲဒီ edit လုပ်ရတယ်ပြန်ပြီးတော့မှပြုပြင်မွမ်းမံရတဲ့လုပ်ငန်းကိုလုပ်ဆောင်ခဲ့ပါတယ်ဆို2025ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာဒီပိုရမကြီး Francis ရှင်သူမြတ်အနေပြီးတော့မှမင်းတပ်သာသနာကိုတည်ထောင်ပေးပြီးအဲဒီမင်းတပ်သာသနာတည်ဆရာတော်အနေနဲ့ရွေးကောက်ခဲ့ပါတယ်ဆိုကျွန်တော်ရဲ့ဒီဆရာတော်တိခါတင်ကိုတော့ကုလာမဲ့ဧပြီလ29ရက်နေ့အယူနာရှင်ယေရှုတနင်္ဂနွေနေ့မှာဒီရန်ကုန်စင်မေရီကျောင်းတော်ကြီးမှာပဲခံယူမှာဖြစ်ပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ